Namo tassa bhagavato arahato samma sambuddhassa အားလုံးပဲမင်္ဂလာပါဗျာပြီးတော့ဘယ်နေမှာတော့အရှင်ဇဝနာလို့ခေါ်ပါတယ်အခုပြီးတော့ဗာကြောင်းပြောချင်လဲဆိုတော့မဟာဗောဓိစေတီပေါ့နော်ဒီမဟာဗောဓိစေတီကဖျားလက်ထက်မှာပေါ့နော်ဒီဖျားပွင့်တဲ့နေရာပေါ့နော်အဲကြောင့်ဒီဗုဒ္ဓဘာသာတွေကဒီမဟာဗောဓိစေတီကိုလာဖူးကြပါနော်ဘာကြောင့်လဲဆိုတော့ဒီအထွတ်ထိပ်ညက်တဲ့နေရာပေါ့နော်မြတ်စွာဘုရားရှင်ကိုယ်တိုင်ကပြောထားပါဒီမဟာပိဋိမာနတုတ်ဆိုရင်၄နေရာရှိပေါ့နော်တဝီစနိယ၄နေရာရှိအဲ့ထက်မှာဆိုရင်ဗုဒ္ဓဂါယာပါဝင်ပေါ့နော်အဲ့ဒီဗုဒ္ဓဂါယာမှာမဟာဗောဓိစေတီရှိမယ်မဟာဗောဓိညောင်ပင်ရှိပေါ့နော်ဒီမဟာဗောဓိစေတီဆိုတာကဒီ၃ကြိမ်တိဆောက်ခဲ့တယ်ပေါ့နော်ပထမဆုံးအကြိမ်ကတော့ဒီမော်ရီယာအင်ပါယာဘုရင်ဖြစ်တဲ့အတောကမင်းကြီးပေါ့နော်ဒီအတောကမင်းကြီးကပထမဆုံးတည်ခဲ့တယ်ဒါပေမဲ့ဟိုအပေါ်တိအချွန်ထီတော့မပါခဲ့ပေါ့နော်yes ဒီပထမဆုံးသူစီတီတည်ခဲ့တယ်နောက်ပိုင်းကျတော့ဒီကုတ်တအင်ပါယာလက်ထက်ပေါ့နော်ဘင်နပါနောက်ထပ်တစ်ခါပြန်တည်ပေါ့နော်အဲ့ဒီအချိန်မှာအချိန်ကြာလာနဲ့အမှန်နဲ့ပျက်စီးမှုဖြစ်တာပေါ့နော်ဒီပျက်စီးမှုဖြစ်လာတဲ့အချိန်မှာဆိုရင်ဘယ်သူကတတ်တယ်လဲဆိုတော့ဒီအင်္ဂလိပ်လက်ထက်ပေါ့နော်အင်္ဂလိပ်လက်ထက်ကတစ်ခါဒီတည်ခဲ့နော်ခုလက်ရှိတို့မြင်နေရတာကဒီကုတ်တလက်ထက်အင်ပါယာကပုံစံပေါ့နော်ဒါပေမဲ့အကုန်လုံးပြန်ပြင်လိုက်တာကဒီ British အင်္ဂလိပ်လက်ထက်ပေါ့နော်အင်္ဂလိပ်လက်ထက်မှာဆိုရင်အခုပြတို့မြင်နေရတဲ့ CD ပေါ့နော်ပြီးတော့ဖူးရမယ့် CD ပေါ့နော်ပြီးတော့ဒီမဟာဗောဓိ temple ပေါ့နော်ဒီမဟာဗောဓိ CD က2002ခုနှစ်မှာပေါ့နော်ဒီ UNESCO ပေါ့နော်ကမ္ဘာအမွေနဲ့စင်းဝင်ခဲ့တဲ့နေရာတစ်နေရာဖြစ်တယ်ပေါ့နော်အဲ့ဆိုရင်ဦးစင်းတို့တော်လေးကြာခဲ့ပြီနော်ကမ္ဘာအမွေနဲ့ဖြစ်တဲ့နေရာပြီးတော့ခီးဖွားယနေ့လက်ရှိပေါ့နော်ပြောချင်တာယနေ့လက်ရှိဆိုရင်ခီးတယ်တွေနေ့တိုင်းရှိပေါ့နော်အဝင်ထွက်ပေါ့နော်အများကြီးရှိပေါ့နော်ဒီဘက်ကြောင့်လဲဆိုတော့ဒီဗုဒ္ဓဘာသာအတွက်အထွတ်မြတ်ထိုင်းနေရာတနေရာဖြစ်လို့ပဲပေါ့နော်ဒီထေရဝါဒမကဘူးနော်မာယနာတွေရောဝါကြာရဏတွေရောဂိမ်းပေါင်းစုံပေါ့နော်ဗုဒ္ဓဘာသာဂိမ်းပေါင်းစုံလာရောက်ပြီးတော့ဖူးမြော်ကြပါနော်ဘာကြောင့်လဲဆိုတော့ဒါဒီမာနအတွက်လည်းရေးပါတယ်ထေရဝါဒအတွက်လည်းရေးပါတယ်ဝါကြာရဏအတွက်လည်းရေးပါတယ်နေရာတနေရာဖြစ်လို့ပဲပေါ့နော်ပြီးတော့ဘာကြောင့်ပြောချင်တယ်လဲဆိုတော့ဒီထူးခြားဖြစ်စဉ်ပေါ့နော်ဒီမဟာဗောဓိစေတီနာပေါ့နော်ပြီးတော့ဒီဗောဓိညောင်ပင်ပေါ့နော်ဒီဗောဓိညောင်ပင်ကဘာကြောင့်ဘယ်လိုကိုးကွယ်တာလဲဆိုတော့ဘယ်လိုဒီမှာမေးလာကိုးကွယ်လို့ရသလားပေါ့ညောင်ပင်ကိုဘာဖြစ်လဲဆိုတော့ဒီညောင်ပင်ဆိုတာမြတ်စွာဘုရားရဲ့အသုံးအဆောင်တစ်ခုအနေနဲ့ပေါ့နော်ဘယ်လိုကိုးကွယ်ပေါ့နော်ပရိဘောဂစီတီပေါ့နော်ဘာကြောင့်အဲဒါကြောင့်ဦးစင်းတို့ကဘယ်လိုဒီဘောရီညောင်ပင်ပေါ့နော်အဲကြောင့်လေးမြတ်ထားတယ်ဒီအောက်မှာတရားထိုင်ကြတယ်ဒီကိုးကွယ်ကြပေါ့နော်ဒီဘောရီညောင်ပင်ပေါ့နော်အသုံးအဆောင်အနေနဲ့ကိုးကွယ်ပေါ့ဒီတစ်ပင်နေနဲ့ကိုးကွယ်တာမဟုတ်ပေါ့နော်ပြီးတော့ဒီဖြစ်စဉ်ကအဲ့ဒီညောင်ပင်ကလည်းမြတ်စွာဘုရားတခါတည်းမွေးပေါ့နော်ဖွားဘက်တော်လည်းဖြစ်တယ်ပေါ့နော်မြတ်စွာဘုရားဖွားဘက်တော်ဖြစ်တယ်ပေါ့နော်ပြီးတော့ဘာထူးခြားလဲဆိုတော့ဒီအဲ့ဒီမြတ်စွာဘုရားဒီတရားထိုင်မနော်ဖျားမဖြစ်ခင်မနော်ဖြစ်ကနီးမှာဆိုရင်ဘာလဲဆိုတော့သူထိုင်တဲ့အောက်ပေါ့နော်ဒီမြက်ပေါ့နော်ဒီမြက်ကဘယ်လိုလဲဆိုတော့ဒီစောထရငါစင်ပေါ့နော်ဒီစောထရငါစင်ကဒီမျက်စိစုပ်ကူလူခဲ့တယ်အဲ့ဒီမျက်စိစုပ်ကဖြစ်သွားတယ်ဆိုတော့အပါစီကရွှေပလင်ဖြစ်သွားတာသူ့လိုဖြစ်သွားပေါ့နော်ဒီမြတ်စွာဘုရားဒီဖြစ်ခဲ့တဲ့ပါရမီအားကြောင့်ပေါ့နော်အဲ့ဒီသူကအဲ့ဒီရိုးဘာကြောင့်ဒီပေမဲ့လဲဆိုတော့ဒီမြတ်ဘုရားကအောင်လို့မငါးပါအောင်လို့ပေါ့နော်အကြောင်းဒီပလင်နေမဲ့အပရာစီတာရွှေပလင်လို့မဲ့တယ်ပေါ့နော်ပြီးတော့လည်းဒီနေရာရောက်ခဲ့ဖူးတယ်ပေါ့နော်ဒီမဟာဗောဓိစေတီနေရာရောက်ခဲ့တယ်ဖူးခဲ့ရပဲပေါ့နော်အချိန်ပြည့်တော့လည်းအဲ့ဒီမှာပေါ့နော်နေခဲ့ပေါ့နော်အကြောင်းဒီမြန်မာနိုင်ငံကျောင်းတွေပေါ့နော်မြန်မာကျောင်းတွေလည်းရှိတယ်ပေါ့ဒီအဲ့ဒီဗုဒ္ဓဂါယာမှာပေါ့နော်အကြောင်းဒီအားလုံးကိုလည်းလာလေစီချင်တယ်လေးလာစီချင်တယ်ပြီးတော့လည်းလာဖူးစီချင်တယ်ဘာကြောင့်လဲဆိုတော့ဒီနေရာရောက်တာတကယ်ကိုဘယ်လိုအတွက်တန်ဖိုးဖြတ်နေတဲ့နေရာတနေရာပေါ့နော်ဗုဒ္ဓဘာသာအတွက်ဒီဗီဒီယိုကြည့်ပေးတဲ့သူအားလုံးပေါ့နော်ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေအားလုံးပဲကျေးဇူးတင်ပါတယ်